What are you doing? That's my seat. This is my seat. ဒါကငါနေရာ That's my seat. အဲ့ဒါကငါနေရာနီနီနာနာမှာရှိတဲ့အရာကိုပြောချင်တဲ့အခါ this ကိုသုံးတယ်အနည်းငယ်ဝေးတဲ့အရာကိုပြောချင်တဲ့အခါမှာ that ကိုသုံးတယ် This is my bag. ဒါကငါရဲ့အိတ် This apple is sweet. ဒီပန်းကြီးကချိုတယ် I like this place. ငါဒီနေရာကိုကြိုက်တယ်အခုကိုပြောလိုက်တဲ့ဒီအိတ်ဒီပန်းဒီနေရာဆိုတာကကိုနဲ့နီနီလေးမှာရှိနေတဲ့အရာပြီးတော့တစ်ခုတည်းဆိုတာလည်းသိရမယ် There is my seat အဲ့ဒါကငါနေရာ I don't like that color ငါအဲ့ဒီအယောင်ကိုမကြိုက်ဘူး Who is that man အဲ့ဒီလူကြီးကဘာတူလဲအခုကိုပြောလိုက်တဲ့အဲ့ဒီနေရာအဲ့ဒီအယောင်အဲ့ဒီလူကြီးဆိုတာကကိုနဲ့အနှမ်းငယ်ဝေးတဲ့နေရာမှာရှိတဲ့အရာပြီးတော့တစ်ခုတည်းဆိုတာလည်းသိရမယ်အမှန်တကယ်ကိုနဲ့နီနီလေးမှာရှိတဲ့အရာတွေကိုပြောချင်တဲ့အခါ this ကိုပဲသုံးရတယ်ဒါပေမဲ့အခု this is my seat မသုံးဘဲနဲ့ that's my seat ဘာလို့သုံးထားရလဲအမှန်တကယ်သုံးရမှာက this is my seat that's my seat လို့သုံးတာလဲမှန်တယ်ဘာလို့ that's my seat သုံးလိုက်တာလဲဆိုတဲ့ခါကျတော့ပြောတဲ့သူရဲ့စိတ်ထဲမှာ angry စိတ်တူနေတယ် short ရနေတယ်ဒီလို emotional ဖြစ်နေတဲ့အခြေအနေမျိုးတွေမှာ this is my seat မတောင်းမနဲ့ that's my seat သုံးတယ်ဆိုတာကသူ့ရဲ့စိတ်ထဲမှာတဝင်တူသွားလို့ emotional ဖြစ်နေလို့ that's my seat ဒါကငါနေရဆိုတာမသိဘူးလားအဲ့လိုဖြစ်သွားတယ် this that ဒါကို demonstrative pronoun အညွှန်းနာစာလို့ခေါ်တယ်သူတို့နှစ်ခုကိုကြတော့ singular noun နောက်တစ်ခုတည်းနဲ့ပဲတွဲပြီးတော့သုံးရတယ် demonstrative pronoun အညွှန်းနာစာက၄လုံးရှိတယ် this that those ဆိုပြီးတော့၄လုံးရှိတယ် this နဲ့ those ကိုကြတော့ plural noun နာမ်အများတွေနဲ့ပဲတွဲပြီးတော့သုံးတယ် Oh, I'm sorry.